တငယ်ချင်းတို့ရေဒီတခါနန်ယိုးနဲ့နာနတ်တီးကိုလျှက်စစ်ထမင်းအိုးထဲထည့်လိုက်ုံနဲ့မီးဖို့ဖွင့်စရာမလိုစီပူနဲ့တွေလည်းမထွက်ပဲရေတစ်ဆက်မှတောင်ထည့်စရာမလိုတဲ့နာနတ်တီးနန်ယိုးပေါင်း pineapple pork ribs ဟင်တပွဲရလာမှာပါလူကြီးရောကလေးပါလူစားရလောက်အောင်အရသာရှိပြီးလုံနီးကလည်းတစ်ခါကြည့်ုံနဲ့တက်လွယ်ပါတယ်နန်ယိုးကိုအသားများတဲ့နန်ယိုးချောင်းလေးတွေသုံးရင်အဆင်ပြေပါတယ်ဝယ်လာပြီးရင်ရည်နွေးတမ်းမဖြောပါနဲ့哦ဒီနေ့စားဖို့မူကြီးတွေသုံးလေးရှိတဲ့ညီနန့်ပြောင်နီလေးကိုတင်ပေးပါမယ်စားတဆုပ်ဂျုံမုံတဆုပ်ထည့်ပြီး10မိနစ်လောက်နေပေးပါဂျုံမုံရဲ့ဆုပ်ယူနိုင်စွမ်းကနန်ယိုးထဲမှာရှိတဲ့သွေးညီတွေနဲ့အညစ်အကြေးတွေကိုအကုန်ဆုပ်ထုတ်ပေးပါလိမ့်မယ်ပြီးမှရေထဲမှာ10မိနစ်လောက်စိမ်ထားပြီးအကြိမ်ကြိမ်ဆေးလိုက်ပါဒါဆိုရင်နန်ယိုးတွေကအရန်စင်ကြယ်သွားပြီးညီနန့်လုံးဝမရှိတော့ပါဘူးရေစစ်ပြီးရင်တော့လျှက်စစ်ထမင်းအိုးတွေကိုအကုန်လောင်းထည့်လိုက်ပါပြီးရင်နာနတ်သီးတွေကိုထည့်ပါနာနတ်သီးပါလို့ထည့်လေသိကြလားနာနတ်သီးမှာပါတဲ့အင်ဇိုင်းကအသားကိုတဘာဝအတိုင်းနူးဤသွားစေလို့ပါဒါကမုံဖုံးဆိုတာတွေသုံးတာထက်ပိုကျန်းမာစေတယ်လို့တဘာဝအသီးနှံလေးကိုလည်းရစေပါတယ်ကျင်းပြားလေးတွေထည့်စားတစွန်းအမွေးအကြိုင်မုံတရုတ်5မျိုးဆက်မှုံတစွန်းပဲငံပြားကြီးအကြည်တစွန်းခရုစီတစွန်းအနောက်တစွန်းဝက်နဲ့ဟင်းချက်ဝိုင်တစွန်းတို့ထည့်ပြီး10မိနစ်လောက်အရသာဝင်အောင်နေထားပါတငယ်ချင်းတို့ကြီးဒီနီလန်းကောင်းလေးတွေကအသုံးဝင်နေဆိုရင်ကျမကို like ပေးပြီးအားပေးခဲ့ကြအောင်နော်ကြီးစုအများကြီးတင်ပါတယ်ရှင်အရသာဝင်ပြီးဆိုရင်တော့ထမင်းချက်တဲ့ခလုတ်ကုတ်ကိုနှိပ်လိုက်ရုံပါပဲကြည်နေစရာလည်းမလိုအသားလှန်ပေးစရာလည်းမလိုတဲ့အတွက်အရန်ကိုတတ်တာပါတယ်အချိန်ပြေလို့အဖုံးဖွင့်လိုက်ရင်တအိမ်လုံးဝှေးကြိုင်နေမှာပါဟီလီပြစ်သွားအောင်ခဏထားပြီးနန်းရိုးတိုင်းမှာ sauce တွေကတ်သွားပြီဆိုရင်တော့အပေါ်ကနေကြက်သွန်ရိပ်ဒါမှမဟုတ်နှမ်းဖြူလေးဖြူလိုက်ပါဒါဆိုရင်ပြည့်စုံသွားပါပြီအယိုးကနေအသားတွေပြုတ်ထွက်မတက်နူးဣနေပြီးထူချင်းအရသာလေးကအနီတော်မို့ခလီးတွေဆိုရင်တလုတ်ပြီးတလုတ်စားလို့ကိုဝမှာမဟုတ်ပါဘူးမဆန်းဘူးသေးတဲ့တငီချင်းတို့လေမဖြစ်မနေဆန်းလုတ်ကြည့်ကြပါဦးနော်တငီချင်းတွေတီးအောင်မျှဝေပေးလိုက်ပါဦး